ဟုတ်ဒီချဲတို့အားလုံးပဲမင်္ဂလာပါအခုဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့ဆရာဆရာမတွေအနေနဲ့ပေါ့နော်သင်ခန်းစာတွေရေးဆွဲကြတယ်သင်ခန်းစာတွေရေးဆွဲကြရဲဆိုတဲ့နေရာမှာဘလို့အချက်ကလေးတွေကိုထည့်သွင်းပြီးတော့စဉ်းစားရမလဲနောက်ပြီးတော့သင်ခန်းစာရဲ့ရည်ရွယ်ချက်ကိုသတ်မှတ်တဲ့အခါမှာဆိုရင်ဘလို့မျိုးလေးအဓိကသတ်မှတ်ရမလဲဆိုတာလေးကို sharing လေးလုပ်ချင်ပါတယ်အဲ့တော့သင်ခန်းစာတစ်ခုရဲ့အသက်ပေါ့နော်သင်ခန်းစာတစ်ခုကိုရေးဆွဲမယ်ဆိုရင်သူ့ရဲ့အသက်ကကျတော့ကိုယ့်ရဲ့ဒီသင်ခန်းစာရဲ့ရည်ရွယ်ချက်ကိုသတ်မှတ်တဲ့အခြေအနေလေးပါဘာလို့ဆိုကိုဘာလုံးမလဲဆိုတာကိုသိတော့မှအဆုံးသတ်လို့ရှိရင်ကိုကအဲ့ lesson တိုင်းကို achievement လေးဖြစ်နိုင်တာပေါ့နော်အဲ့ကိုကဒီနောက်ဆုံးမှာပေါ့နော်ကိုကစာတင်လိုက်ပြီတင်တဲ့ခါမှာဆိုရင်ကိုကျောင်းသားကိုကဘာဖြစ်စေချင်တာလဲဆိုတဲ့ဟာမျိုးသတ်မှတ်ပြရတာပေါ့အဲ့တော့အများစုကလေဒီ lesson aim တွေပေါ့နော်ဘာတွေသတ်မှတ်ခိုင်းနေဆိုလို့ရှိရင်ဘာလို့လေးလုပ်ထားရှိလဲဆိုတော့ဒီနေ့မှာဆိုလို့ရှိရင်တော့ကျောင်းသားကိုဘာလေးတွေသင်ပါမယ်ဆိုပြီးတော့တတ်မှတ်လိုက်တာမျိုးရှိတယ်။ဥပမာဒီနေ့မှာဆိုရင်တော့ဒီပေါ့နော်ထားပါတော့အဝတ်စားရည်နဲ့ပတ်သက်ပြီးတော့ကျောင်းသားတွေကိုသင်ပါမယ်ဆိုပြီးတော့ရေးလိုက်တယ်။ဒါကိုကိုယ့်ရဲ့ lesson aim လို့ထင်နေကြရပေါ့နော်။အဲ့တော့ပထမဆုံးတစ်ချက်က lesson aim ရေးဆွဲမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အမြင်ရှုထောင့်ဘက်ကနေပြီးတော့ရေးပြလို့မရဘူးပေါ့နော်။ကျတို့ရေးဆွဲတဲ့အခါမှာဆိုလို့ရှိရင်ကျောင်းသားဘက်ကနေပြီးတော့နောက်ဆုံးမှာဘာရသွားမလဲဆိုရင်ကျောင်းသားရှုထောင့်ကိုအဓိက focus ထားပြီးတော့ရေးပြရမှာပေါ့နော်။အဲ့တော့ဥပမာကိုကဒါရီဒီလိုတင်ပါမယ်လို့မရေးဘူးအဲ့လိုရေးမယ်အစားဘာလေးထည့်ပေးရမလဲဆိုတော့တောင်းသားတွေဒီသင်ခန်းစာရဲ့အဆုံးပေါ့နော်အဲ့ဒီသင်ခန်းစာရဲ့အဆုံးမှာဆိုလို့ရှိရင်ဒီအဝတ်စားနဲ့ပတ်သက်တဲ့စကားလုံးလေးတွေကိုတည်သွားအောင်ကမကဘဲနေသူတို့ရဲ့နေ့စဉ်ဘဝမှာဝတ်တဲ့အဝတ်စားတွေခန္ဓာကိုယ်ပေါ်မှာတွေ့ဝတ်တဲ့အဝတ်စားတွေခန္ဓာကိုယ်အပေါ်မှာဝတ်တဲ့အဝတ်စားတွေကိုပြောပြလာနိုင်မှာမယ်ဒါဆိုလို့ရှိရင်တော့ကိုကကျောင်းသားရှုထောင့်ဘက်ကရေးတယ်ဆိုတဲ့ဟာမျိုးလေးဖြစ်သွားတယ်ပေါ့နော်အဲ့တော့ရှုထောင့်ရေးမယ်ဆိုလို့ရှိရင်ကျောင်းသားဘက်ကရှုထောင့်ကနေပြီးတော့အဓိကသတ်မှတ်ပေးပါဒုတိယချက်ကကျတော့ဘာလဲဆိုတော့ဒီကျတို့ဒီကိုက lesson aim တစ်ခုကိုသတ်မှတ်တဲ့အခါမှာဆိုရင်သုံးတဲ့စကားလုံးလေးရှိရပေါ့နော် lesson ရဲ့အဆုံးမှာကျောင်းသားကဘာလို့သွားနိုင်မလဲဆိုတဲ့နေရာမှာတချို့အားနေတဲ့အသုံးနှုန်းလေးရှိရဥပမာကျောင်းသားအဆုံးမှာဆိုလို့ရှိရင်တော့ဒီစကားလုံးလေးကိုသိသွားပါမယ်နားလည်သွားပါမယ်မှတ်မိသွားပါမယ်အဲ့အမျိုးလေးဆိုလို့ရှိရင် तू ကနည်းနည်း strong မဖြစ်ဘူးလို့ပြောလို့ရတယ်ပေါ့နော်ကိုက strong ဖြစ်တဲ့စကားလုံးလေးတွေကိုသုံးချင်တယ်ဆိုလို့ရှိရင်ကျတော့ဘလို့ပြန်အသုံးချမလဲဆိုတဲ့ဟာမျိုးပေါ့ဥပမာဒီစကားလုံးလေးတွေကိုသုံးပြီးတဲ့အခါမှာသူတို့ဒီစာရေးနိုင်သွားမှာလားစကားပြောနိုင်သွားမှာလားဒါမှမဟုတ်ရှင်အဝတ်စားတွေကိုခွဲခြားတတ်သွားမှာလားနောက်ပြီးတော့ဒီအဝတ်စားနဲ့ပတ်သက်တဲ့ဟာဆိုလို့ရှိရင်လည်းပေါ့နော်သူတို့ဒီနေ့စဉ်ဝတ်တဲ့ဟာတွေကိုတယောက်နဲ့တယောက်ပြန်ပြီးတော့လက်ညှိုးလေးထိုးပြီးတော့तूကတော့ဒါလေးဝတ်ထားတယ်तूကတော့ဒါလေးဝတ်ထားရဲဆိုပြီးတော့ပြန်ပြီးပြောပြသွားနိုင်မှာလားပေါ့အဲ့လိုမျိုးတကယ်လက်တွေ့မှာအသုံးဝင်တဲ့ဟာမျိုးလေးတွေပြန်ပြီးတော့ measurable ဖြစ်တဲ့ဟာမျိုးလေးတွေကိုထည့်ပေးလို့ရတယ်ပေါ့နော်တတမန်တိသွားရုံနေမယ်မဟုတ်ပဲねလေအဲ့တော့ lesson aim ကိုရေးဆွဲတဲ့အခါမှာဆိုလို့ရှိရင်အဲ့ဒါမျိုးအချက်ကလေးပါဖို့လူတွေအသုံးဝင်တဲ့အချက်ကလေးပါဖို့လူတွေပေါ့နော်အဲ့တော့ overall လေးပြန်ပြောကြည့်ရအောင်ကိုကသင်ခန်းစာရဲ့ရွေးချက်ကိုသတ်မှတ်တဲ့အခါမှာဆိုရင်ပထမဆုံးတစ်ချက်ကကြတော့ကျောင်းသားရှုထောင့်ဘက်ကနေပြီးတော့ရေးသားဖို့လိုပါတယ်နောက်တစ်ချက်ကကြတော့ကိုရေးလိုက်တဲ့ဟာကဘလို့ပြန်ပြီးတော့ကျောင်းသားရဲ့ဘဝမှာအသုံးချနိုင်မလဲဆိုတဲ့ဟာမျိုးလေးနောက်ပြီးတော့ဒီသတ်မှတ်ထားတဲ့အချက်လေးတွေက observable and measurable ဖြစ်ရမယ်ပေါ့နော်ကြည့်လိုက်လို့ရှိရင်ဒီလူကတကယ်သုံးတက်သွားလားမသုံးတက်လားဆိုတာလည်းသိရမယ်နောက်ပြီးတော့ကိုယ့်ရဲ့ဒီ lesson aim ကတကယ်ရောတိုင်းတာလို့ရရလားဆိုတဲ့ဟာမျိုးရှိကိုလေတွားပြရမယ်ပေါ့နော်ဟုတ်ချေနောက်ပိုင်းကျလို့ရှိရင် lesson aim လေးဆွဲတဲ့အခါမှာဒါမျိုးအချက်ကလေးတွေကိုထည့်သွင်းပြီးတော့စဉ်းစားပေးပါနော် thank you ပါချေတို့